အဲ့တော့ကျွန်တော်ရဲ့ page မှာ hallucination တွေအကြောင်းကိုကျွန်တော်တောက်လျှောက်ပြောပြနေတာတော်တော်လေးမှခီးရောက်နေပြီ hallucination ဒီကျွန်တော်တို့စိတ်ကျမ်းမာရေးနယ်ပယ်မှာအင်မတန်မှနာမည်ကြီးပါတယ်တကယ်လို့မိတ်ဆွေကဒီလက္ခဏာတွေကိုသာနားလည်မထားဘူးဆိုလို့ရှင်သေကြတယ်မိတ်ဆွေတို့ကတရေချောက်တယ်လို့အပမီတယ်လို့မကောင်းတဲ့လူတွေကမကောင်းတဲ့နီးလန်းနေနဲ့လှုပ်ထားတဲ့ကဲ့သို့ရွာသူနောက်ဆက်တဲ့ကဲ့သို့ဒီလိုမျိုးထင်နေမှာကဲထားပါတော့ဒီတစ်ခေါက်ပြောပြမယ်အာယုံမှားခြင်းအမျိုးအစားဘာလဲဆိုတော့ gustatory hallucination ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ပါဇက်ထဲမှာဘာမှမရှိဘူးဘာမှစားနေတာမျိုးမရှိဘဲနဲ့အရသာတစ်ခုကိုတကယ်စားနေတဲ့ကဲ့သို့ခံစားရတဲ့ဥစ္စာကိုခေါ်တယ်အဲ့တော့တကယ်ဖြစ်တာကျွန်တော်ရှားပေါ်မှာရှိတဲ့အရသာဖူးတွေကပြဿနာဖြစ်လို့ဖြစ်တာမဟုတ်ကျွန်တော်တို့အုံနောက်ကဒီအရသာကိုအာယုံခံတဲ့ဘာသာပြန်တဲ့စနစ်တွေကမဖြစ်ရတာနေပြီးတော့ဖြစ်တာဒီတော့ဒီလက္ခဏာတွေကိုဖြစ်ပြီးဆိုရင်ဘလို့ပုံစံမျိုးနဲ့လာတတ်တယ်လဲဆိုတော့မိတ်ဆွေရဲ့ပါဇက်ထဲမှာတန်ပြားတို့တန်ချောင်းတွေကိုငုံထားတဲ့ကဲ့သို့ဝါးစားနေတဲ့ကဲ့သို့တန်ကြီးတက်တဲ့အရသာတွေခံစားရတယ် metallic taste လို့ခေါ်တဲ့တန်ကြီးတက်တဲ့အရသာကိုရနေတယ်ဒါမှမဟုတ်အပုံနဲ့အရသာရနေတာဘာမှမစားဘဲနဲ့မိတ်ဆွေပါဇက်ထဲမှာကြက်ဥပုပ်အရသာမျိုးတွေဟင်းသီးဟင်းရွက်အပုပ်အရသာမျိုးတို့အသားပုပ်အရသာမျိုးတို့ကိုရနေတာတချို့ဆိုလို့ရှိရင်ရေတွေပါတောက်တဲ့အချိန်မှာရေကခါနေတယ်ဆေးပြားတွေပိုးသက်စီတွေဝါးစားထားတဲ့ကဲ့သို့ခါတက်တဲ့အရသာတွေကိုရနေတယ်တချို့ကြပြန်တော့လေစက်ပြရည်တို့ပိုးသက်ဆေးတွေကိုတောက်ထားတဲ့ကဲ့သို့အရသာတွေရနေတာအဲ့တော့ဒီအရသာအာယုံမှားခြင်းဒီအနတ်အာယုံမှားခြင်းနဲ့တွဲပြီးတော့ဖြစ်တယ်ကျွန်တော်ရှိမှပြောခဲ့တဲ့အာယုံမှားခြင်းဆိုလို့ရှိရင်သူများမရတဲ့အနတ်တွေရနေသူနဲ့အခုပြောပြတဲ့အရသာအမားဖြစ်နေတဲ့ဥစ္စာတွဲပြီးတော့ဖြစ်တယ်နှာခေါင်းကနေလည်းချင်းစိုးစိုးအနက်နေရတယ်စားလိုက်တော့လည်းပါဇက်ထဲမှာခါတက်အရသာမျိုးတို့ချင်းစိုးစိုးအရသာမျိုးတွေပါသူကရတယ်တခါတလေသူကစားတာချိုးတဲ့အရသာတွေစားတာဥမာကိန်းမုံတို့ရေခဲမုံတို့ချောကလက်တို့အာလူးကျော်တို့စားတယ်ဒါပေမဲ့ပါဇက်ထဲမှာကျတော့တေးကြတယ်ခါတက်အရသာတွေရတယ်မကောင်းတဲ့အရသာတွေရနေတာအဲ့တော့ဒီလက္ခဏာကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာယောဂတွေထပ်စားလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာယောဂတွေကြောင့်ဖြစ်တာများတယ်ကျွန်တော်ဒီအရသာကိုထိန်းချုပ်တဲ့အုံနောက်ရဲ့အစိပ်ပိုင်းတွေကမဖြစ်တာမျိုးတော့ကျွန်တော်ရှားနေပြီးတော့အုံနောက်ကိုသတင်းပိုးတဲ့လမ်းကြောင်းဒါမှမဟုတ်အဲ့ဒီအာယုံကျော်ကမဖြစ်ရကနေပြီးတော့ဒီလက္ခဏာတွေဖြစ်နိုင်တယ်တခါတလေကြပြန်တော့လေခန္ဓာကိုယ်မှာဇင်းဓာတ်နဲ့ဗီတာမင် B12 လို့ခေါ်တဲ့ဓာတ်ချိုးတဲ့အချိန်မှာဒီလက္ခဏာတွေဖြစ်နိုင်တယ်ဒါမှမဟုတ်မိတ်ဆွေကရေတို့ဒါမှမဟုတ်ရေရှည်အနေနဲ့ပိုးသက်ဆေးတွေတောက်နေရတယ်ဗျာဒါမှမဟုတ်သွေးကြဆေးတို့စိတ်ငြိမ်ဆေးတွေတောက်နေရဆိုလို့ရှိရင်လည်းဒီလက္ခဏာတွေဖြစ်နိုင်ပါတယ်အဲ့တော့အဖြစ်များတဲ့ယောဂတွေထဲမှာအတက်ယောဂသမားတွေလည်းပါတယ်နောက်တစ်ခုကဒီအုံနောက်အကျိတ်ဖြစ်တာခေါင်းတစ်ချမ်းထိုးကြိုက်တာ Browning Mouth Syndrome လို့ခေါ်တဲ့ဒီကျွန်တော်တို့ပါဇက်ထဲမှာပူဆက်ပူလောင်ဖြစ်တဲ့ယောဂတွေနဲ့စီးကြိုယောဂသမားတွေမှာဆိုလို့ရှိရင်စီးကြိုကြောင့်အာယုံကြောတွေပျက်စီးတဲ့အချိန်မှာဒီလက္ခဏာတွေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီစိတ်ယောဂသမားတွေမှာဆိုလို့ရှိရင်စိတ်ကစင်ကလျာယောဂနဲ့ပြင်းထန်စိတ်ကြယောဂသမားတွေလူရထက်ပိုပြီးတော့ဝမ်းနဲ့ပူဆွေးတဲ့လူတွေစိတ်အယမ်းထိခိုက်တဲ့လူတွေစိတ်ထောင်းကိုကြီးဖြစ်တဲ့လူတွေမှာဘာစားဘာရတာမှမရဒါမိတ်ဆွေကြုံကောင်းကြုံဘူးလိမ့်မယ်အဲ့လိုမျိုးတွေကြောင့်လည်းဖြစ်နိုင်တယ်အဲ့တော့ကုသတဲ့အချိန်မှာဒီ gustatory hallucination ကိုဖြစ်စေရတဲ့ root causes တွေကိုကျွန်တော်လိုက်ရှာပြီးတော့ကုသတယ်ရုပ်ပိုင်းဆိုင်ရာယောဂနဲ့သက်ဆိုင်တဲ့သမားတော်တွေကသူတို့ရဲ့သက်ဆိုင်တဲ့ဟာတွေကုသတယ်စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့သက်ဆိုင်တဲ့ဟာတွေကုသတာဖြစ်ပါတယ်အဲ့တော့ဘလို့ပဲကုမိတ်ဆွေတည်ထားမှဒီလိုမျိုးဖြစ်ပြီဆိုလို့ရှိရင်နားလက်တက်ကျွန်းတဲ့ဆရာဝန်နဲ့တိုင်ပင်ရမယ်နောက်တစ်ခုကဆရာဝန်နဲ့မပြခင်ဆက်ကြားမှာမိတ်ဆွေကဘာတွေလှုပ်ထားလို့ရလဲဆိုတော့အစာစားပြီးပလုတ်ကျင်းတာသွားတိုက်တာရှာတန်ချင်းလှုပ်တာစားရင်နဲ့ပလုတ်ကျင်းတာရေများတောက်တာတကြားမပါတဲ့ PK တို့ငုံစေးပြားတွေပါတယ်တုံးထားလို့ရတယ်အရေးကြီးဆုံးတစ်ချက်ကဘာလဲဆိုတော့အရက်မူရစေဝါကွန်စားတဲ့ဥစ္စာကဒီအာယုံမှားတဲ့ဥစ္စာကိုပို့ပြီးတော့စိုးစီအဲကြောင့်မိတ်ဆွေကအဲ့ဒါတွေမလုပ်ဘူးလိုပါတယ်ဒါလို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အရသာအာယုံမှားခြင်းလို့ခေါ်တဲ့ gustatory hallucination အကြောင်းကိုနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်နောက်လာမယ့်အပိုင်းတွေမှာလည်းဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့အာယုံမှားခြင်းအကြောင်းကိုပြပြပေးတော့ကိုပြင်ဆင်ထားပါတယ်ကျွန်တော်ကစိတ်ကျမ်းမာရေးဆရာဝန်ဒေါက်တာဒီဖြစ်ပါတယ်